ကျတို့ဒီအပေါ်ကခောက်စာကိုခောက်ပြီးတော့ဒီကြောင်းနဲ့အဖျားလေးကပ်ပြီးဒီအနားရင်တက်လိုက်တာနော်အနားတက်ပြီးတော့ဒီဘက်ဘေးချုပ်စာဝါဒီဘက်ဘေးချုပ်စာဝါအောက်ခောက်စာကိုဝမ်းကိုမီးဘူးချိုးလိုက်တာကျိုးနေအောင်တကယ်လို့ကိုယ့်ရဲ့ဟာဒီလိုကျိုးမကြနေဘူးဆိုကော်လေးနည်းနည်းထိန်ပေါ့ကော်နည်းနည်းထိန်လို့ရအများကြီးတော့မထိန်နဲ့နော်ချက်ခဲကြီးဖြစ်အောင်ထိန်ပြီးသွားပြီဆိုဒီလိုအနေထားမီးဘူးတိုက်တာနော်တိုက်ပြီးသွားပြီဆိုကျတော့ဒီနောက်ချမ်းမှာတက်မဲ့ပွိုက်အဲ့တော့ဒီချက်ကဒီမှာဒီရေးပြီးညီမြင်းတဲ့အညီဒါအညီဖြစ်ရမှာပြောချင်တာဒီလိုရေးဆောင်းလို့မရဘူးဒီလိုဆောင်းလို့မရဘူးဒီရေးပြီးညီမြင်းတဲ့အညီပဲဖြစ်ရမယ်အဲ့တော့ဒီချက်တက်ချင်တဲ့ပွိုင်ကဒီနားဖြစ်တဲ့အတွက်ဒီချက်ဒီတားကိုအရင်ချိန်လိုက်တာဟုတ်ပြီနော်ချိန်ပြီးသွားပြီဆိုချက်ပင်အပ်ထိုးလိုက်ပဲပင်အပ်ထိုးတဲ့အခါကျချုပ်ရင်ပင်အပ်ဖြုတ်เสียမလို့အောင်ကိုကချုပ်တာဒီအဖျားလေးကိုကတ်ချုပ်မှာဒီလိုလေးချုပ်ချင်တာဟုတ်တယ်နော်အဲ့ဒါဖြစ်တဲ့အတွက်ဒီချက်တို့ဒီသူ့ကိုပင်အပ်ထိုးတဲ့အချိန်မှာဒီလိုသစောင်းလေးထိုးပေးပင်အပ်ချုပ်ရင်ဖြုတ်เสียမလို့အောင်ပေါ့နော်ဒီလိုဆောင်းလေးရင်ထိုးပေးဟုတ်ပြီနော်ဆောင်းလေးထိုးပေးပြီးရင်သူနဲ့ဒီရေပင်ကြီးမြင်းနဲ့ဒီခါမြင်းနဲ့အပြိုင်ဒါကိုရင်ချဒီလိုရော့နေတာတွေဒါယူဆွဲပြီးတွဲထားတာတွေမရဘူးသူကလည်းသူပိတ်စားနှစ်ခုဒီအလိုက်တင်လေးပဲရှိရမယ်ဟုတ်ပြီနော်အဲ့လိုချပါချပြီးသွားပြီဆိုကျတို့ဒီမှာမီးကိုချိုးထားတဲ့အတိုင်းပဲကျတို့ပတန်ဆွဲထားတာဒီမှာလေးဒါဆိုချက်တောင်းမှဆွဲထားတာတွေ့လားပတန်ဆွဲထားတာဒီဘက်ကိုဘယ်လောက်လဲ 0.5 တို့ 1 တို့ဒီလိုရိုင်တာဟုတ်တယ်နော်သူနဲ့အလိုက်တင်မယ်ဒီချက်ဒီမှာပိတ်စဒီစောင်းလို့ရွေးလို့မရဘူးသူကနေနဲ့သူအလိုက်တင်လေးပဲချက်ဒီ point အရင်ပင်ထိုးလိုက်တယ်ဟုတ်နော်ပြီးပြီဆိုရင်အဲ့တော့ဒီဘက်ကိုစားချုပ်တာတန်တာဖြစ်တယ်ဆိုတော့ဒီဘက်ကနေချုပ်ဒီလိုထည့်လိုက်တာဒီမှာတော့ဘာမှမတွဲသေးခင်နောက်ချမ်းတက်စားပေါ်မှာဟုတ်အိတ်ကပေါ့ကတ်တွေတင်မယ်ဆိုပေါ့ကတ်အရင်တင်ချုပ်နော်ချုပ်ပြီးမှကျန်တဲ့အပိုင်းကိုဆက်လို့ပုံမှန်ချုပ်နေကြတာအဲဆိုကျတော့ဒီအပေါ်ထိပ် 0.5 လွတ်ပြီးတော့စမြင်အဖျားလေးကပ်ပြီးတော့မြင်လားငကိုဒီမှာကျန်တို့ဒီအနားထိန်းထားတဲ့တွေ့လားအဲ့ဒီ point ရအောင်ရက်အဲ့ point ရအောင်ရက်လိုက်ရက်ပြီးတော့ကျန်တို့꿰မယ်꿰ပြီးတော့ 0.5 လောက်ပြင်နေလာဒီဘက်ကိုဟုတ်ပြီးရင်ပြန်ပြီးတော့ပိတ်စာလှည့်တယ်အကစိုက်ထားရနော်ဟုတ်ချီမတော့ဘူးနော်အဲ့ကြောင့်ဒီပိတ်စာဟိုဘက်ဒီဘက်လှည့်တာဖြစ်တယ်လို့ကျန်တို့ဒီမှာပင်အပ်တွေကိုထိုးထားတာမရွေ့အောင်လို့နော်ပြီးအပေါ်အထိတက်လာဟုတ်ပြီနော်ပြန်꿰ဒီဘက်ကိုအဲ့မှာပြန်꿰ရဲ့အချိန်မှာကျန်တို့ဒီပေါ်ချီလေးကိုဖြတ်လိုက်ဒီချီအလားဘက်ကချီနော်ဖြတ်ပြီးတော့ဒီဘက်ကိုအဖျားကိုပြန်ပြီးတော့ချုပ်လာပြီးရင်ပြန်လက်ဒီအောက်တောက်လျှောက်ကိုချုပ်လာတယ်ချီလုံးဝမတော့ဘူးနော်တစ်ချက်တည်းငကိုချုပ်ထားတဲ့ချီနဲ့တစ်ချက်တည်းချုပ်လာနော်ဟုတ်ပြီးဒီတောင်ချွန်းရအောင်ရင်အဆက်နော်အဆိုင်မယ်ပြီးရင်တွေ့မယ်ပိတ်စာကိုဆွဲလည်းမဆွဲဘူးတွန်းလည်းမတွန်းဘူးเนาะသူ့အနေနဲ့သူအလိုက်တင်လေးပဲချုပ်သွားเนาะအဲ့ဒီနေရာရောက်ပြီဒီနေရာရောက်ပြီဆိုတချို့တော့ဒီမှာချုပ်တော့ဒီကနေစားချုပ်တယ်ဟုတ်တယ်နော်ဒီကနေ 0.5 လောက်လွတ်ပြီးစားချုပ်တယ်ဒီလို၄တောင်꿰လာတာဒါကကြတော့အပေါ်ထိလာမယ်ဒီဘက်တချမ်းချုပ်တဲ့အခါကျပေါ်ထိလာမယ်ပြီးရင်ဒီဘက်ကို 0.5 လောက်ပြန်꿰မယ်ပြီးရင်ဒီအောက်ကိုပြန်လာမယ်ပြီးရင်ငကိုဒီမှာကျတော့အနားထိန်းထားတဲ့ခြီချောင်းနဲ့တစ်ခါတည်းကြာပြီဆိုရင်ပြန်လာနော်ပြီးရင်ဒီမှာခြီလေးအဲ့မှာခြီပေါက်ကိုအများကြီးမတုံးနဲ့3ခုချလောက်ဆိုရအဲ့မှာခြီတုံးလိုက်တော့ဒီမှာအပေါ်ခြီကိုအရင်ဖြတ်ဟုတ်ပြီနော်အပေါ်ခြီကိုဖြတ်ပြီးမှဒီဘက်အောက်ခြီကိုဖြတ်မယ်အဲ့တော့ခုနအစားချုပ်တော့ဒီမှာအောက်ခြီပဲဖြတ်ရသေးဘူးအခုကျမှဆွဲဖြတ်လိုက်အဲဆိုဒီမှတ်လှဘက်မှာလည်းချုပ်ချောင်းကလှတယ်ရှုပ်ချက်ခတ်မနေဘူးဟုတ်ပြီနော်အလှဘက်မှာလည်း
ဒါနားလည်မလားနော်အဲ့ခါကျကျွန်တော်တို့ဒီမှာအဲ့တော့ဒီနေရာမှာသတိထားရမှာကဆွဲချုပ်မိတတ်တယ်ဒီနားလေးအားကြောင့်ဆွဲမချုပ်မိအောင်လို့ကျွန်တော်တို့ကပင်အပ်အရင်ထိန်းတာဘာလို့ဒါကြီးကအဆွေကြီးလေးပိတ်ကြောနော်အဲ့မှာတွန်းနဲ့ဘောင်းမိရတယ်လို့ရစ်တော့နေတယ်ဟုတ်နော်အဲ့လိုဖြစ်မှာဆိုရမယ်နော်ဒါဆိုရင်နောက်ပေါက်ကတ်ချုပ်တာအဲ့လိုပဲချုပ်အဲ့တော့ပေါက်ကတ်ချုပ်တာဒါကဘောင်းမိမှာချုပ်တာဥပမာသမီးတို့အင်ကြီးမှာဒီလိုလေးမှာကတ်ချုပ်ချင်တာမရဘူးလားရတယ်ဒီတိုင်းလေးပဲနော်အဲ့လိုပုံစံလေးပဲချုပ်ရနော်ဟုတ်